SCB ဘဏ်ကိုယ်တိုင်ဖုန်းထဲကိုကျွန်တော်တို့ပြောင်းလို့ရမရကျွန်တော်ကြည့်ကြမယ်နော်တော်တော်များများပြောတယ်ကိုယ်တိုင်ဖြောင်းလို့ရတယ်ကိုယ်တိုင်ပြောင်းရတယ်ဆိုကျွန်တော်ဟိုတရက်က post တစ်ခုအောက်မှာ comment တွေအများကြီးပဲလာမှန်းကြတယ်ပေါ့နော်ဆိုအရင်နဲ့မတူတော့ဘူးကျွန်တော်ပြောတယ်ကိုယ်တိုင်ပြောင်းမရဘူးဆိုပြောတာလက်မခံကြဘူးပေါ့နော်ခဲအဲ့တော့ကျွန်တော်လည်းသူတို့ပြောသလိုမျိုးပေါ့နော်ရမရတာလည်းတွေ့စမ်းကြည့်မယ်ဗျလိုက်လို့ကြည့်ပြန်နော်ရတဲ့သူရှိလို့ရှိရင်လည်းဗီဒီယိုရအောက်မှာရတယ်ဆိုကြောင်ပြောခဲ့ကျွန်တော်မှတော့မရဘူးပေါ့နော်အချက်လက်တွေဖြည့်တာလုံးဝမှန်တယ် passport နံပါတ်တွေမွေးတက္ကရာတွေအားလုံးမှန်တယ်ဘဏ်နံပါတ်တွေမှန်တယ်ပေါ့နော်ဒါပေမဲ့လုံးဝမရဘူးပေါ့နော်ဆိုအကြောင်းမလို့ရတဲ့သူတွေရှိရင်လည်း comment မှာရေးခဲ့ပါမရဘူးဆိုရင်တော့ကျွန်တော်တို့ဘဏ်ရုံးကိုပဲသွားရမှာဖြစ်တယ်ကျွန်တော်မှတော့ဘဏ်ရုံးသွားတာမရခဲ့ဘူးပေါ့နော်ဟိုဘက်မကန်မရလို့ဖြစ်ပါတယ် okay အားလုံးပဲလိုက်လို့ကြည့်ပါ okay ဒီမှာ comment တွေကြည့်ရသလောက်ပေါ့နော်ကျွန်တော်တို့ပြောတာတော့ဘဏ်ဖွင့်တဲ့စင်ကရှင်ရတယ်ပြီးရင်တချို့ကကြောက်လဲရေးထားမဟုတ်ဘူးပါညာကြားဖြန့်နေပေါ်လာလို့စသည်အဖြစ်ပေါ့နော်ကိုယ့်အကူဖုန်းဟောင်းတွေကတိတ်ကိုပြန်ရှင်းလိုက်ရင်ဘယ်တော့မှမလိုဘူးလို့နောက်တစ်ခုကဒီမှာ app ပြောင်းတာဖုန်းဟောင်းတိတ်ကနေ log out ပြီးဖုန်းတစ်မှာ log in ဝင်လာရတယ်ပါညာပေါ့နော်အများကြီးပဲဗျာပြောချင်တာကျွန်တော်တို့ဒီတချို့ကလည်းရတယ်လို့ပြောရဲတချို့ကြောက်ဒီကျွန်တော်မှာပေါ့နော်ဒီအချက်လက်တွေအားလုံးပြည့်စုံတယ်ဒါပေမဲ့ဒီဝဘမင်းကက်လေးပေါ့နော်မရှိတာတမျိုးပဲဗျာအဲ့ဒီကက်လေးမရှိတာကိုကျွန်တော်တို့ရုံးကမကြောင်းပေးဘူးပေါ့နော်ဒါကိုတချို့ကကြောက်လဲဟိုကျွန်တော်ပဲမှားတယ်လို့ပေါ့နော်ဗန်ယုံတွေကစီကန်းရှိတယ်ပါဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ပြောချင်တာကတကယ်လို့ပေါ့နော်ထားပါစို့သူတို့တွေ policy ကတနိုင်ငံလုံးအတွက်ထုတ်ထားတာလားဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုးအချက်လက်တွေအားလုံးပြေးစုံမှဖုန်းဟောင်းနေဖုန်းတစ်ပြောင်းဖို့လောက်ပဲနော်ဒါကျွန်တော်တို့ဒီဟိုဘန်တစ်ဖွင့်တာမျိုးမဟုတ်သေးဘူးနော်ဖုန်းဟောင်းနေဖုန်းတစ်ချိန်တာလောက်ကတော့ passport စာအုပ်ဗီဇာရှိတယ်နောက်ဒီဘန်စာအုပ် ATM ကတ်ဒီစင်ကယ်မပုံတင်ပြေဆုံးအားလုံးပြေဆုံးပြီဆိုကျွန်တော်တို့ဒါရှိန်ပေးလို့တင်နေပေါ့နော်ရနေပါပြီပေါ့နော်ဟိုဘန်တစ်ဖွင့်တာကျွန်တော်တို့တတိထောက်ခံစာတို့ဒီထားပါဆိုဒီဝဘမေကက်တီတို့ဘာညာလိုကောင်းလိုမယ်ဗျာမပြောဘူးကျွန်တော်မပြောသေးဘူးဒါပေမဲ့ဒီဖုန်းဟောင်းဖုန်းသစ်လေးပြောင်းလာတော့အဲ့လောက်ကြီးမရစ်တင်မှုထင်နေပေါ့နော်ဟိုသူတို့ policy တိုင်းဆိုလို့ရှိရင်ဒါတနိုင်ငံလုံးမှာရှိတဲ့ဘန်တွေအားလုံးကမလုပ်ပေးနဲ့လေဟုတ်တယ်မဟုတ်လားသူတို့စီကံတိုင်းသွားမယ်ဆို okay ရတယ်မလုပ်ပေးနဲ့ပြဿနာမရှိဘူးအခုတော့သူတို့အဲ့လိုမဟုတ်ဘူးလေဒီမျိုးမှာကြာလို့ရှိရင်လည်းရတယ်ဘုံမျိုးမှာကြာရင်လည်းရတယ်တချို့မျိုးတွေကြာရင်မရဘူးဆိုအဲ့တော့ဘယ်လိုဖြစ်တာလဲပြောချင်တာဆရာကြီးကျွန်တော်ရှင်းပြခဲ့ပေါ့နော်ဘာကြောင့်မရတာလဲဆိုတာကိုအဲ့လိုမျိုးပေါ့နော်ဟိုသူတို့စီကံတိုင်းသွားမယ်ဆိုရင်ပြောတာပါတနိုင်ငံလုံးတိုင်းတာနဲ့သွားလေခုကမဟုတ်ဘူးဗျာတချို့မျိုးကြာလို့ရှိရင်လည်းလုတ်ပေးလိုက်တယ်ဟိုမရတဲ့ဘန်ဝန်ထမ်းတွေနဲ့တိုးလို့ရှိရင်သူတို့ဘာမှမလို့ဘာဆိုပြပေးလိုက်ဗီဇာပြပေးလိုက်ရပြီဟာတချို့ရေးတဲ့လူကြာလို့ရှိရင်လည်းကျွန်တော်လိုမျိုးပေါ့နော်ရှက်တဲ့တွေအကုန်လုံးတောင်းတယ်ဟိုတောင်းတီတော့ကို6ပတ်တောင်းတယ်ပြီးလို့ရှိရင်လည်းအချိန်နေတာအကုန်တယ်ဒါပေမဲ့မရခဲ့ဘူးပြောချင်တာအချိန်နေပေးရပြီအချိန်ကုန်ပြီးတော့မှစောင့်ခိုင်းပြီးမှပြီးလို့ရှိရင်မရဘူးဆိုအဲ့ဒါတွေကအဓိပ္ပာယ်မရှိဘူးပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဖြစ်နိုင်ရင်တော့ဖုန်းနေခဏပြောင်းတာတွေတို့ဒီ software တွေတော်တော်လေး queue site မှာရမယ့်ပုံစံဖြစ်နေပြီပေါ့နော်ကျွန်တော်မှဆိုရင်လည်းဒါဟိုတနေ့တော့ပြောင်းတာကျွန်တော်ဘန်မဟုတ်ဘူးကျွန်တော်မျိုးသမီးရဲ့ဘန်ပေါ့နော်သူမသုံးကျွန်တော်ဖုန်းမှာသုံးလို့ဖြစ်တော့ကြောင့်ကျွန်တော်ကokay သူချက်တဲ့ဒီပြေဆုံးလို့ကျွန်တော်ကတော့ပြီးတော့ပြောင်းတာပေါ့နော်သူလူကိုယ်တိုင်ပါတယ်နော်တခြားနေလူမပါဘူးထင်နေမှာဆိုလို့ကျွန်တော်ဘန်တော့လုံးဝသုံးမရအောင်ကြာပြီကျွန်တော်ဘန်ကြတော့သူတို့ဒီပိတ်ထားတယ်ပေါ့နော်အဲ့လိုပဲအချက်တွေတောင်းလို့ကျွန်တော်မှမပြေဆုံးသေးဖြစ်တော့ကြောင့်မလို့သွားလို့မရသေးဘူးပေါ့နော်โอเคဗျဒါကြောင့်မလို့ဆရာကြီးကျွန်တော်ရဲ့ဗီဒီယိုတွေ့ရသူလို့ရှိရင်လည်းဒါရှင်းပြပေးခဲ့ပါအောင်လို့ဘာဖြစ်လို့တနိုင်ငံလုံးတိုင်းတာနဲ့မသွားတာလဲပေါ့နော်ဟိုမျိုးမှရပြီဒီမျိုးမှမရတာကကြတော့ရောဒါလည်းကျွန်တော်မှားသေးတယ်လားပေါ့နော်โอเคဗျအားလုံးကျေးဇူးတင်ပါတယ်ဗျဟုတ်